ဒီဆရာသမားဘာလို့မလဲကြည့်အောင်ဗျာရေတန်ဘူးကိုယူပြီးထက်ကွက်တိတိထက်ချလိုက်ပြီးအောက်ခြေပန်းကိုယူပြီးတော့ဂဟေဆက်လေးနဲ့အပေါင်လေးတွေလိုက်ဖောက်နေတယ်နော်ဘာဒီများကြံစီနေလဲမသိဘူးဗျာကဲအခုပယ်ဒီစိမ့်လေးတွေကိုဘူးထဲထည့်ပြီးရေစိမ့်လိုက်ပြီးရေမြုပ်တဲ့အထိထည့်ရမယ်နော်ဒီအစ်စ်မာတွေစိတ်ဝင်စားဖို့ကောင်းနေပြီရေစိမ့်ထားတဲ့ပေဒီစိမ့်တွေကိုခုနကအပေါက်ဖောက်ထားတဲ့ရေတန်ဘူးထက်ကိုပြောင်းထည့်လိုက်ပြီဗျာအပေါ်ကနေအဝတ်စိမ့်လေးဖုံးပေးလိုက်တယ်ပြီးတော့အမဲအောင်ပလတ်စတစ်အေးကြီးနဲ့ထုတ်ကစ်လိုက်ပြီဗျာအလင်းရောင်လုံးဝမဝင်အောင်လွတ်တာထည့်မယ်နော်ကဲပရိသတ်ကြီးရောဒီလိုမျိုးအိမ်မှာလုပ်ကြည့်ဘူးလား comment မှာပြောပြခဲ့ကြပါအောင်ဗျာမလို့ဖူးရဲ့သူရေးဆိုရင်လည်းဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်နော် share ပဲတရက်ပြေးသွားပြီဗျာပြန်ဖွင့်ကြည့်လိုက်တော့နည်းနည်းလေးအပင်ပေါက်လာသလိုပဲအခုအဲ့ဒီဘူးကိုရေစလုံးနဲ့နှစ်ပြီးရေတိုက်ပေးနေတယ်နော်ခဏလောက်စိန်ပြီးရင်ရေပြန်စစ်ထုတ်လိုက်ပါအလွတ်ကြီးသွားမထားနဲ့နော် single လေးလိုအထီးကျန်းပြီး6တွေ့သွားလိမ့်မယ်အမဲရောင်အိတ်နဲ့ပြန်ဖုံးထားလိုက်ပြီးတေချာလေးဂယူးဆိုင်ပေးရတယ်ဗျာ3ရက်မြောက်နေ့ရောက်ပါပြီဗျာဝါဖွင့်ကြည့်လိုက်တော့အပင်ဒီတော်တော်လေးရှည်ထွက်လာပြီနော်ရေလဲမိုက်တယ်အိမ်မှာပစက်မရှိလို့ဟင်းစားရှားနေတဲ့အချိန်မျိုးဆိုဒါလေးကကွက်တိပဲဗျာ4ရက်မြောက်နေ့ပါဗျာအမလေးအကျန်းစားကြည့်ဗျာဘူးထဲကနေတော့လန်ထွက်နေပြီပယ်ပင်ပေါက်တွေအကြီးကြီးတွေဖြစ်လာပြီနော်ဘူးကိုဖိညစ်ပြီးတော့အထဲကပယ်ပင်ပေါက်တွေကိုဆွဲထုတ်လိုက်ပြီပါမြင်းနေတိုင်းပဲအခိုင်လိုက်ကြီးထွက်လာတာနော်ပကံနဲ့ထဲလိုက်ပြီးတော့အောက်ခြေကအမြင့်လေးတွေကိုဓာတ်နဲ့ဖြတ်ထုတ်ပစ်လိုက်တယ်တက်ရဲလေးဖြစ်သွားအောင်လို့လीဈေးထဲမှာသွားဝယ်စရာတော့မလိုတော့ဘူးဗျာလက်လက်ဆက်ဆက်ပယ်ပင်ပေါက်တပုံကြီးရသွားပြီပိတ်ဆန်လည်းမကုန်ဘူးဝတ်သားလေးနဲ့ပဲကြော်စားမလားခေါက်ဆွဲတုတ်တယ်ပဲထဲ့စားမလားရှယ်ပဲနော်အိမ်မှာအေးစီးလို့စားလို့ရတယ်တငယ်ချင်းတွေကိုလည်းပြချင်ကိုမမမန်ရှင်းတာခေါ်လိုက်တော့နော်တကယ်ကိုအတုံးချတဲ့ဂျင်းမဟုတ်တဲ့နီလန်စစ်စစ်လေးပါနောက်ထပ်လည်းဒီလိုမိုက်တဲ့နီလန်လေးတွေတင်ပေးသွားအောင်မှာမို့လို့ like share လုပ်ပြီး subscribe လည်းနေထားဖို့မမိနေအောင်နော်ပရိသတ်ကြီး